ဒီနေ့ကတော့ Monday ပါ Monday ဆိုတော့ကျောင်းသွားဟာမယ်ဆိုတော့ကျောင်းမသွားခင်မှာဟင်းဒီရဲ့ breakfast လေးဘယ်လိုမျိုးလေးပြင်ထားလဲ breakfast ဘာစားမလဲဆိုတာကိုပြပြပေးမယ်ပေါ့နော်ဟင်းဒီကတော့ဒီနေ့ကတော့ main ကတော့ဟင်းဒီကအမလေး sorry ပါကြာစံကိုဟင်းဒီမနီးကဟင်းဒီစက်သားတွေဝယ်လာတော့ကြက်ရိုးတွေထုတ်လိုက်တယ်ပေါ့နော်အဲစက်သားရဲ့အယိုးတွေကိုဟင်းဒီပြုတ်ပြီးတော့ကြက်ပြုတ်ရည်နဲ့ကြာစံနဲ့ကိုဟင်းဒီပြင်ဆင်ထားရဲ့ပြီးတော့ဟိုအတီးရွက်ကြော်လေးကျန်နေတာပေါ့နော်ထမင်းဘူးထဲမှာကျန်တဲ့အတီးရွက်ကြော်လေးရယ်အဲ့လေးကိုပိုးတဲ့ဟာလေးကိုမနေ့စာမှာစားမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကတော့အရင်ရောမလှဘူးဘာလဲဆိုတော့ကျဥပါအောင်မလို့ပူတာကျဥပါအောင်မပူလို့ဆိုတော့ကျဥပါအောင်လို့နော်ကျဥလေးရပေါင်းထားတယ်ကြာစံရဲ့အတီးရွက်ကြော်လေးကိုဒါမနက်စာနေပြင်ထားတဲ့ဟာလေးပေါ့နော်မနက်စာကိုအမြဲတမ်းဝလင်းနေစားရပါတယ်မဟုတ်အတန်းထဲမှာလေးဘိုက်ထဲမှာ green gas ဆိုအော်နေရောဆိုတော့အသိပြီးအဆင်မပြေဘူးပေါ့နော်ဆိုတော့ဟိုကတော့စားလိုက်ပါအောင်ရှင်အားလုံးမနက်စာဘာကြီးစားကြလဲညီမစားစာရေး comment ရင်စိတ်ဆိုးမှာနော်မမစားစာရေးတတိယနေပြီ